အားလုံးပဲမင်္ဂလာပါရှင်ကျမကတော့ LS ပါကျမဒီနေ့ပြပြမယ့်အကြောင်းအရာကအခု online ခေတ်မှာတကဘာလုံးဆိုင်ရာလုပ်ငန်းတွေကိုကိုကအိမ်မှာနေရင်းနဲ့လုပ်လို့ရနေပြီဆိုတဲ့အကြောင်းကိုသတင်းကောင်းအနေနဲ့လာပြပြချင်တာဖြစ်ပါတယ်ဆိုတော့ဒီလုပ်ငန်းကဘာလုပ်ငန်းလဲဆိုရင်တော့ LS အရှိမအများကြီးပြောခဲ့ဘူးသလိုပဲ Forex market လို့ခေါ်ပါတယ်ဒီ Forex market ဆိုတဲ့ခေါင်းစဉ်အောက်မှာဘယ်ဟာတွေကပါဝင်နေတာလဲဘလို့အယောင်းဝယ်လုပ်ရမှာလဲဆိုရင်တော့ Forex market ဆိုတာကကြတော့ကမ္ဘာငွေကြေးဈေးကွက်တစ်ခုဖြစ်တယ်ဒီကမ္ဘာငွေကြေးဈေးကွက်ဆိုတဲ့ဒီအကြောင်းအရာခေါင်းစဉ်ရဲ့အောက်မှာကမ္ဘာရွှေငွေရေနံနဲ့ online ပေါ်ကနေအယောင်းဝယ်လုပ်လို့ရတဲ့နိုင်ငံပေါင်းများစွာကငွေကြေးအတွဲတွေပါဝင်နေတာဖြစ်ပါတယ်ဒီငွေကြေးအတွဲတွေကိုအယောင်းဝယ်လုပ်တာကရောတရားဝင်ဟုတ်ရဲ့လားဒါတော်တော်များသိချင်ကြတဲ့မေးခွန်းဆိုတော့ဒီလိုငွေကြေးအတွဲတွေကိုအယောင်းဝယ်လုပ်တာကတရားဝင်ဟုတ်ပါတယ်ဘာကြောင့်တရားဝင်ဖြစ်တယ်လို့ပြောရတာလဲဆိုတော့တကဘာလုံးအယောင်းဝယ်လုပ်နေတဲ့ငွေကြေးအတွဲဖြစ်တဲ့အတွက်တရားဝင်ဖြစ်ပါတယ်ရှင်ဆိုတော့ဒီဟာကိုအယောင်းဝယ်လုပ်ဖို့အတွက်ကိုကဘယ်ကစားလိလာရမလဲဘာတွေလုပ်ရမလဲဘာတွေသိထားဖို့လိုအပ်လဲဆိုတာကိုပါထည့်ပြောပြပေးသွားမှာဖြစ်တယ် Forex market ကိုစားလိလာဖို့ဆိုရင်အရင်ဆုံးသိထားရမှာကကိုလေးလာမဲ့ market ထဲမှာငွေကြေးအတွက်အများကြီးရှိတယ်ဆိုတော့ပထမဆုံးတစ်ချက်အနေနဲ့သိထားရမယ်နောက်တစ်ခုကဒီလုပ်ငန်းဒီပြည်တွင်းစီးပွားရေးမဟုတ်ဘူးတကဘာလုံးဆိုင်ရာလုပ်နေတဲ့လုပ်ငန်းတစ်ခုဖြစ်တဲ့အတွက်ကိုဒီလုပ်ငန်းကိုလုပ်မယ်ဆိုရေရှည်လုပ်နိုင်လားပြီးရင်ဒီလုပ်ငန်းကိုကိုရဲ့ main business ပြောမယ်ဆိုဒီလုပ်ငန်းကနေရတဲ့ငွေကိုမှကိုပိုင်သုံးမယ်ကိုအိမ်အတွက်သုံးမယ်ကိုရဲ့စီးပွားဖြစ်အတွက်သုံးမယ်အဲ့လိုမျိုး main business အနေနဲ့လုပ်မှာလားဒါမှမဟုတ်ရင်ဒီလုပ်ငန်းကိုက second business တစ်ခုအနေနဲ့လုပ်မှာလား second business ဆိုတာဘယ်လိုပုံစံမျိုးလဲဆိုတော့ကို့မှာပထမလုပ်ငန်းကရှိပြီးသားတခြားလုပ်ငန်းကိုဒီဘာပဲလုပ်ဈေးဆိုင်ဖွင့်ထားသည်ဖြစ်စေကား workshop ဘာပဲဖြစ်ပေါ့နော်လုပ်ငန်းတစ်ခုကိုရဲ့မိသားစုစားဝတ်နေရေးသုံးစိတ်အတွက် main business ကရှိပြီးသားဒီလုပ်ငန်းကိုကဒုတိယစီးပွားရေးတစ်ခုအနေနဲ့ပြန်လေ့လာချင်တာလားဒီလိုမျိုးအရင်ဆုံးဆုံးဖြတ်ရမှာဒီလိုဆုံးဖြတ်ဖို့အတွက်က Forex market ကိုသူများတွေလုပ်နေတာကိုလိုက်ကြည့်ပြီးကြားယုံနဲ့ဆုံးဖြတ်လို့မရဘူးရှင်ကိုယ်တိုင်အရင်လေးလာရမှာဖြစ်တယ်ကိုယ်တိုင်လေးလာဖို့အတွက်ဘာတွေလိုအပ်လဲဘယ်ကလေးလာလို့ရလဲဆိုတာပါဒီဗီဒီယိုမှာထည့်ပြောပြပေးပါမယ်ကိုယ်တိုင်လေးလာဖို့ပထမဆုံးလေးလာရမှာဒီ YouTube မှာ What is Forex market ဆိုပြီးရိုက်ရှာလိုက်ပါရိုက်ရှာလိုက်ရင်အရှိမ LS ပြောခဲ့တယ်လို့ပဲ Forex market ဆိုတာကကမ္ဘာငွေကြေးအတွဲတွေအကြောင်းကိုသူတို့ပြပြလိုက်မယ်ဒီငွေကြေးတွေထဲမှာဘလို့ရောင်းဝယ်လုပ်ရတယ်ဆိုတဲ့အခြေခံပိုင်းဆိုင်ရာလေးတွေသိထိုက်တာလေးတွေအများကြီးတွေ့ရလိမ့်မယ် LS ကလည်းနောက်ဗီဒီယိုတွေမှာတစ်ခုချင်းစီကိုသိချာလေးလုပ်ပေးသွားမှာရှိတယ်ဒီ2026ထဲမှာ LS က YouTube ကိုစပြီးတော့ဝင်လာတဲ့အချိန်မှာ YouTube ကနေသိကျင်တာပဲဖြစ်စေ TikTok ကသိကျင်တာပဲဖြစ်စေကြိုက်တဲ့နေရာကနေကြိုက်တဲ့ platform က LS ကိုလာပြီးတော့ဆွေးနွေးနိုင်တယ်လာပြီးတော့မေးနိုင်တယ်ဆိုတော့စပြီးလေးလာမဲ့သူတွေဆိုရင်အရင်ဆုံး YouTube မှာအရင်ဆုံးသွားပြီးနားရည်ဝအောင်အရင်နားထောင်ပါပြီးတော့မှဒါဒီ market ထဲမှာလုပ်ဖို့အတွက်လိုအပ်တဲ့သင်တန်းကိုတက်ရမှာဖြစ်တယ်ဒီလုပ်ငန်းဒီလူကြီးလူငယ်ကြားမမရွေးဘဲအရွယ်မဆိုဘဲနိုင်ငံမှာနေဖုန်းတစ်လုံး internet ရှိုံနဲ့လုပ်လို့ရတဲ့လုပ်ငန်းဖြစ်ပါတယ်ရှင်လေးလာမယ်ဆိုရင်တော့ဖိတ်ခေါ်ပါတယ်เนาะကျွန်မ LS ဖြစ်ပါတယ်